အသက်ရှည်ကျန်းမာဖို့အတွက်လောက်ရမယ့်အလေးထားနှစ်ခုနဲ့ဗီတာမင်3မျိုးကိုမျှဝေပေးပါမယ်အလေးထားတက်ကတော့တနာရီလေ့ကျင့်ခန်းလုပ်ရင်3နာရီပို့ပြီးတော့အသက်ရှည်ရဲလို့ NIH စာရီလေ့လာမှုအရဆိုထားပါတယ်ဒီတော့စီးချိုသွေးတိုးနှလုံးကင်ဆာလေဖြတ်စရည်ကြောင့်မလို့သေဆုံးမှုကို30%တိလျှော့ချနိုင်တယ်လို့ဒီလေ့လာမှုအရစတာရီကဆိုထားတယ်ပေါ့နော်ဒါမလို့ဒါနေ့တိုင်းမဟုတ်ရင်တောင်ကျွန်တော်တို့လေ့ကျင့်ခန်းကိုမဖြစ်မနေတနာရီတရက်မှာလုပ်သင့်ပါတယ်ဗီတာမင်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဗီတာမင် A ရယ် D ရယ်ဗီတာမင် B12 ဖြစ်ပါတယ်ဗီတာမင် A ကတော့ကျွန်တော်တို့ရဲ့မျက်စိအမြင်အာရုံကောင်းဖို့အသက်ရှူလမ်းကြောင်းတွေနှလုံးတွေကျန်းမာဖို့ခုခံအားစနစ်ကြီးထွားဖွံ့ဖြိုးမှုစနစ်အတွက်အရေးပါအရာရောက်တဲ့ဗီတာမင်ဖြစ်ပါတယ်ဗီတာမင် A ကိုတော့အဝါရောင်အစိမ်းရောင်ရှိတဲ့အသီးရွက်တွေနေပြီးတော့မှရရှိနိုင်ပါတယ်နောက်တစ်ခုကတော့ဗီတာမင် B12 ဖြစ်ပါတယ် B12 ဒီအာယုံကြောတွေကျန်းမာဖို့အတွက်အဓိကလိုအပ်တယ်ကျွန်တော်တို့ရဲ့သွေးနီဥထုတ်လုပ်ဖို့အတွက်လည်းအဓိကလိုအပ်တယ်နောက်တဲ့ကျွန်တော်တို့မှာ DNA synthesis လို့ခေါ်တဲ့မျိုးရိုးဗီဇလက္ခဏာချက်လုပ်ဖို့အတွက်လိုအပ်တယ်ဒါ DNA synthesis ဆိုတာကကျွန်တော်တို့အနာတစ်ခုရသွားတယ်ပြဲသွားတယ်အဲ့ဒီအနာကိုအရေပြားကိုအတနုတက်ဖို့အတွက်အဲ့ဒီအရေပြားပုံစံလေးတိုင်းတူဖို့အတွက် DNA ကနေဆုံးဖြတ်ပေးတာဖြစ်ပါတယ်ဒီလိုအတူလေးတွေဆဲလေးတွေထွက်လာဖို့အတွက် DNA ကောင်းနေမှဆဲအကောင်လေးတွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီတာမင် B12 ချွတ်တဲ့ရင်လည်းကျွန်တော်တို့ကဒါအသက်တိုးပါတယ်ဗီတာမင် B12 ကိုတော့အသားငါးပဲနှုတ်ဥတွေကနေပြီးတော့မှရရှိပါတယ်နောက်တစ်ခုကတော့ဗီတာမင် D ဖြစ်ပါတယ်ဗီတာမင် D ဟာကျွန်တော်တို့ရဲ့အယိုးတွေအဆစ်တွေကျန်းမာကြံ့ခိုင်ဖို့အတွက်အင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ရဲ့ပိုးတွေ virus တွေ bacteria တွေဝင်လာရင်ခုခံတိုက်ခိုက်ဖို့အတွက်ခုခံအားစနစ်ကိုလည်းသူကအထောက်အကူပြုပါတယ်နောက်တစ်ခုကတော့ cell inflammation လို့ခေါ်တဲ့ကျွန်တော်တို့လေးဘက်နာတွေ autoimmune disease လိုမျိုးပေါ့နော်ရောင်ရမ်းမှုဖြစ်စေတတ်တဲ့အားတွေကိုလျှော့ချဖို့တဲ့ဗီတာမင် D ကအဓိကအကူအညီထောက်ပံ့ပေးတာဖြစ်ပါတယ်အဲ့တော့ဗီတာမင် D ကိုတော့ကျွန်တော်တို့နေရောင်ခြည်ကနေပြီးတော့မှဈေးပေါ်ပေါ်နဲ့ရရှိပါတယ်နေပူစာလုံးဝမှာဖြစ်ပါတယ်အစားအသောက်တွေနဲ့ကတော့ငါးတို့နို့တို့ဥတို့စတဲ့အစားအစာတွေကနေပြီးတော့မှရရှိတာဖြစ်ပါတယ်အဲ့တော့အားစရာဒီဗီတာမင်3မျိုးပဲလိုရလားဆိုတခြားဗီတာမင်တွေလည်းအသက်ရှင်ဖို့အတွက်လိုအပ်ပါတယ်ဒါပေမဲ့အသက်ရှည်ဖို့အတွက်ပိုပြီးအထောက်အကူပြုတာတော့ဗီတာမင် A ရယ် D ရယ် B12 ရယ်ဖြစ်ပါတယ်အပြုအမူ behavior နဲ့ပတ်သက်တဲ့အစားအသောက်နဲ့ပတ်သက်တဲ့နောက်တစ်ချက်ကတော့တကြားကိုစားတဲ့အလေးအထားကိုလျှော့ချမှာဖြစ်ပါတယ်ဒါတော့ဟာဆရာတကြားလို့ပြောရင်ဘယ်သူမှတကြားကိုပကံထက်ကနေပြီးတော့ဇွမ်းနဲ့ကော်ပြီးတော့မစားဘူးဟုတ်ပါတယ်အဲ့ဒီလိုတော့မစားကြပါဘူးဒါပေမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့ hidden sugar ပေါ့နော်ပုံနေတဲ့တကြားပေါ့ဒါပဲမှာပါလဲဆိုလို့ရှိရင်မြန်မာမုံပဲပြည်စာအမျိုးမျိုးနဲ့ ready made မုံအမျိုးမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမမြင်နိုင်တဲ့ဖြော်ရည်မျိုးမျိုးမှာဆိုရင်တရားတွေပါဝင်ပါတယ်သူ့ကို SUGA sugar လို့တွေလည်းရေးထားတာမဟုတ်ပါဘူး HON နဲ့ honey high fructose corn syrup maple syrup dextrose syrup maltose syrup ဆိုပြီးတော့တရားတွေမျိုးပေါင်းစုံအများကြီးရှိပါတယ်ဒါကြောင့်မလို့မုံပဲပြည်စာတွေမှာပါတဲ့တရားတွေကိုကျွန်တော်တို့ကဒါတရားဆိုလို့ရှိရင်ကိုပါရင်ကျွန်တော်တို့ကရှော့ရမှာဖြစ်ပါတယ်အသက်ရှည်ခြင်းနဲ့ဆိုရင်တော့အသက်အလဲလက်ပဲရောက်လာပြီဆိုလို့ရှိရင်တော့ရှောင်နိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒီ၅ချက်ကိုလိုက်နာမယ်ဆိုလို့ရှိရင်ဒါလူကြီးမင်းဟာအသက်ရှည်တဲ့ကျန်းမာတဲ့ဒုက္ခကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ရရင်မှာစီးကျိုယောဂအမြင့်ပြတ်ပြောင်းနေလားဆိုတဲ့စာကိုရေးသားထုတ်ဝေထားပါတယ်အဝလွန်တဲ့သူတွေ weight ချခြင်းတဲ့သူတွေစီးကျိုယောဂကိုအစားတောက်နဲ့စနစ်တကျထိုင်ခြင်းတဲ့သူတွေကိုအကြံပေးဆွေးနွေးပေးနေတဲ့ဆရာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်